ကုန်ပစ္စည်းတိုင်းမှာဈေးနှုန်းရှိပေမဲ့ value တန်ဖိုးကိုပိုင်ရှင်ကပဲသတ်မှတ်ခွင့်ရှိတဲ့အရာအဲ့ဒါအိမ်ချမ်းမြေပါပဲအားလုံးသိတဲ့အတိုင်းပဲအိမ်ချမ်းမြေဆိုတာ limited product ပဲဖြစ်ပါတယ်ကမ္ဘာပေါ်မှာမြေနေရာဆိုတာထပ်တိုးလာတာမျိုးမရှိပါဘူးအထူးသဖြင့်တင်ပန်ဆိုင်တဲ့မြေနေရာကနေရာကောင် prime location ဖြစ်နေရင်ဈေးကွက်ကသတ်မှတ်တဲ့ဈေးနှုန်းထက်တင်ကိုယ်တိုင်စကားပြောနိုင်တဲ့ဈေးနှုန်းကပိုပြီးအသက်ဝင်လာပါတယ်ဒါဟာအိမ်ချမ်းမြေရဲ့ unit value ပဲဖြစ်ပါတယ်ဒါပေမဲ့အဓိကလိုအပ်ချက်ကတော့တင်းရဲ့ cash flow ငွေသားစီးဆင်းမှုပဲဖြစ်ပါတယ်။အိမ်ချမ်းမြေရင်းနှီးမြှုပ်နှံတဲ့အခါဘာကိုဝယ်ရမလဲဆိုတာထက်ဘယ်နေရာကိုယူရမလဲဆိုတာကပိုရေးကြီးပါတယ်။နေရာကောင်းကိုရွေးချယ်မှုမှန်ကန်ရင်ရေရှည်မှာရွှေထက်ပိုတဲ့အကျိုးမြတ်ကိုရရှိနိုင်မှာပါ။ဒီဘက်ထဲမှာအိမ်ချမ်းမြေတွေအများကြီးရှိနိုင်ပါတယ်။ဒါပေမဲ့တင်းရဲ့ cash flow ငွေသားစီးဆင်းမှုကိုအကာအကွယ်ပေးပြီးတန်ဖိုးတက်လာမဲ့ limited opportunity ကိုရှာဖွေဖို့အတွက်ဆိုရင်တော့ကျွမ်းကျင်သူရဲ့အကူအညီကိုလိုအပ်ပါလိမ့်မယ်။ညာကောင်းတစ်ခုရဲ့တန်ဖိုးကိုစနစ်တကျခွဲခြမ်းသိပြကြည့်နေတယ်ဆိုရင်တော့ဝါတို့နဲ့လူဆွေးနွေးတိုင်ပင်ကြည့်ပါ။ကောင်းကျိုးတစုံတရာရရှိမယ်လို့မျှော်လင့်ပါတယ်။အိမ်ချမ်းမြေကောင်းနေဆိုတာလူတိုင်းနဲ့ထိုက်တယ်ပါတယ်။